လူငယ်တဲ့နှစ်ခွဲလောက်ကအိမ်မလေးတစ်ခုမှတ်တယ်ခလေးလေးတယောက်ယောက်ျားလေးတယောက်ကရမိုးရှိုးလာခြင်းနဲ့ဆိုပြီးအိမ်မက်မှတ်တယ်ရမိုးကငငယ်လေးတွေကခလေးတွေတော့ချစ်တတ်တယ်ဒါပေမဲ့အသက်33နှစ်လောက်ထိခလေးအမေဖြစ်ချင်တယ်ဆိုတဲ့ 100% ဖြစ်တဲ့စိတ်ရမိုးမှာမရှိဘူးအဲ့ချိန်ထိယူရင်ကောင်းမလားမယူရင်ကောင်းမလားပေါ့နော်ရမိုးဘယ်လိုခလေးယူဖို့ဖြစ်သွားတာလဲဆိုတဲ့အခါကျရင်လေအဲ့ဒီအိမ်မက်လေးကြောင့်ပဲဖြစ်သွားတာအဲ့ဒီချိန်ကအိမ်မက်လာပေးရဲဆိုတဲ့အခါမှာ more ready မဖြစ်ဘူးအဲ့ခလေးလေးက तू ကဆဆအိမ်မက်လာပေးတော့ तू ကချက်ချင်းလာကြတာအခုလာမယ်ချက်ချင်းလာမယ်ဆိုရဲသူ့ရဲ့တနေ့ထန်ပြင်းနေပေါ့နော်2023လောက်မှာစပြီးတော့ခလေးယူဖို့အတွက်ကို planning လုပ်တယ်။ तू ကလည်းလာမယ်ဆိုတော့သိတယ်ဆိုတဲ့အခါကျတော့ဒီဘက်က physical ကပါမှာလေ तू လာဖို့အတွက်ကိုကျမတို့က make space လုပ်ရတယ်။ဒီပထမဦးဆုံးခလေးကိုဝင်စရှိဖို့အတွက်ပြင်ဆင်နေဆိုတဲ့အခါမှာရိုးရိုးပဲပြင်ဆင်ခဲ့တယ် IVF လည်းမဟုတ်ဘူးဘာမှလည်းမသုံးခဲ့ဘူးပေါ့နော်။၄လအကြာမှာကိုဝင်ရှိသွားတယ်။အဲ့ဒီလာခြင်းနေဆိုတဲ့ခလေးလေးကို2024 February 22ရက်နေ့မှာအမရကျမရှိတယ်။ကျမအဲ့နေ့မှာစစ်ကြည့်လိုက်တယ်ဆိုတဲ့အခါမှာ positive ဖြစ်နေတာပေါ့နော်။ March လမှာမကစင်ကာပူမှာပွဲရှိတယ်။ဒါကြိုတင် plan လုပ်ထားတာပေါ့နော်။ဘာဖြစ်လဲဆိုတော့တင်ကိုရောက်တယ်ဆိုတဲ့အချိန်မှာအမသွေးစာပြီးတော့ဆင်းတယ်။ long story short လုပ်ရမယ်ဆိုတဲ့အခါကျရင်တော့ဒီခန္ဓာကိုယ်ကအဲ့ဒီအဖြစ်အပျက်ကိုမှတ်မိနေတယ်။အဲ့ဒီ trauma ကိုမှတ်မိနေတယ်။ဆိုတော့ဒီတစ်ပတ်အတွင်းမှာဆိုတဲ့အခါကျရင်ကျမမနစ်ကဆိုဒီပတ်အတွင်းမှာ March နောက်ဆုံးပတ်မှာကိုဝင်ပြတ်ကြတာ။ဆိုတော့ဒီခန္ဓာကိုယ်ကအဲ့ဒီအဖြစ်အပျက်ကိုသိနေတော့ဒီအကြောင်းကိုစဉ်းစားလိုက်တိုင်းမှာနည်းနည်းတော့ emotional ဖြစ်တာပေါ့နော်ဒီ spirit baby လေးတွေကသူတို့ကလာပေမဲ့လေဘာလို့ချက်ချင်းပြန်ထွက်သွားတာလဲဆိုတဲ့အခါမှာကျမရဲ့ case မှာကြတော့သူရောက်သွားတဲ့နေရာကိုသူကသဘောမကျဘူးကျမအဲ့တော့ time မှာရှိတယ်သူသဘောမကျတဲ့အတွက်သူပြန်ပြီးတော့ထွက်သွားတယ်ပေါ့နော်အဲသူကပြန်လာမယ်ဆိုပြီးတော့ကျမကိုပြောသွားတယ်ဒါကတော့ကျမနဲ့ဒီကလေးကြမှာရှိတဲ့ psychic communication ရကျမသိတာပေါ့နော်ကျမမှာအကြမ်းမြင်ရတဲ့တငယ်ချင်းတွေလည်းရှိတော့ဒီကလေးလေးလာတော့မယ်ဆိုတဲ့အရာပေါ့နော်အဲဒီ psychic တငယ်ချင်းတွေရှိရလဲသူတို့ကလည်း message ကိုကျမကိုပေးတယ်ပေါ့နော်ပြီးတော့တချို့ကျတော့ဗာပြောလဲဆိုတော့ကလေးရတဲ့ယောက်ျားလေးပြင်တဲ့မိန်းကလေးတယောက်ကလည်းစောင့်နေရဲ့တဲ့ဒီမိန်းကလေးတယောက်ကလည်းတွဲပြီးတော့မြင်နေရတယ်ပေါ့နော်ဒီမိန်းကလေးတယောက်ကလည်းလာကျင်နေရဲ့ဆိုတော့ကျမစိတ်ထဲမှာထင်တာတော့ okay ငါယောက်ျားလေးမွေးလိုက်မယ်မွေးပါဆိုပထမဦးဆုံးကျမကိုဝင်ရှိပြီးဆိုတဲ့အခါကျရင်ကျမမွေးမဲ့ကလေးကယောက်ျားလေးဆိုတာကိုကျမသိတယ်ဆိုတော့ okay အဲ့ဆိုရင်တော့နောက်တစ်ခေါက်ကိုဝင်ဆောင်မယ်ဆိုတဲ့အခါကျတော့မိန်းကလေးဖြစ်လိမ့်မယ်ဆိုတဲ့အခါကျတော့ okay အဲ့လိုနေပါလိမ့်မယ်ပေါ့နော်ဇလန်ကဘယ်လိုဖြစ်သွားလဲဆိုတော့ကျမကိုဝင်ပြကြပြီးတော့တစ်လအတွင်းမှာတစ်လအပဲကြာတယ်ကြားထဲမှာ March နောက်ပိုင်းမှာကျမကိုဝင်ပြကြတယ် May second week လောက်မှာ positive test ကျမပြန်ထွက်တယ်အဲ့တော့ကလေးလေးကဘာတူလဲဆိုတဲ့အခါကျတော့ Eloise လေးပါကလေးလေးပါနော်ဒီကလေးလေးကအရန်လာခြင်းလုံးလို့သူ့မှာတစ်လပဲသူစောင့်တယ်Now it's so cute like she wanted to come so bad သူဘယ်လောက်တောင်လာခြင်းလဲမသိဘူးเนาะဟိုအရန်လုံးလို့တယ်ရေမအရန် ambitious ဖြစ်တယ်ရေမအရန်ကို adventurous ဖြစ်တယ်ဟာခရီးတွေထွက်ချင်တာဘာတွေလုပ်ချင်တာနော်အုံနောက်ကအမြဲကိုတော့ဖြစ်နေတာလုံးမယ်အကျမမျိုးသားထိုင်ချမယ်ထိုင်ဒီ project တွေလုပ်ချင်တယ်သူနဲ့အတူတူပေါင်းပြီးလုပ်ချင်တာအတူတူကြီးပွားချင်တာအလုပ်ကို oriented ဖြစ်တဲ့အမျိုးသမီးတယောက်ကဒီလိုဖြစ်လာတယ်ဆိုတဲ့အရာကတကယ်ကို huge transition ပဲအရင်ကနောက်ပိုင်းမှာဗာသိလာလဲဆိုတဲ့အခါကျတော့ဒီလိုမျိုးကိုက motherhood ကိုရောက်သွားတယ်ဆိုတဲ့အခါမှာဒီကလေးလေးတွေကကျမတို့ရှိကိုဘာဖြစ်လို့လာကျင်တာလဲဆိုတဲ့အခါကျတော့ you are meant to be a mother အမေဖြစ်ဖို့အတွက်ကိုယ်မှာ ability ရှိလို့ရောက်လာတာဒီကလေးတယောက်ကိုပြုစုပြောထောင်နိုင်တယ်ဒီသူတို့ရဲ့စိတ်သက်ရေးရာနော် emotionally mentally financially ကိုဖြည့်ဆည်းပေးနိုင်တယ်ဆိုတဲ့အဲ့ဒီ ability ရှိလို့ဒီကလေးလေးတွေကရောက်လာတာနောက်ခုကကိုယ့်ရဲ့ကုသိုလ်ကောင်းမှုကြောင့်လည်းရောက်လာတာပထမကလေးလေးကိုလည်းကျမဒါ March လဆိုတဲ့အခါကျသူ့တော့တတိရတာပေါ့နော်အဲ့တော့ဒီကလေးလေးနဲ့ကရင်မုံနဲ့ကကံမပါလိုက်ဘူးဒီယောက်ျားလေးကအခု Eloise မဟုတ်ဘူးကျမသိတယ်ပထမဦးဆုံးကလေးလေးကဒီ Eloise အနေနဲ့ပြန်လာတာမဟုတ်ဘူး spirit babies are such blessing ဒီကလေးလေးတွေကျမတို့ဘဝရောက်လာဆိုတာ blessing ပါတချို့ကပြောကြတယ်နော်တချို့ကလေးတွေကကိုယ်အထုံးနဲ့ကိုယ်လာတယ်ဆိုတဲ့အရာကအရန်ကိုမှန်ပါတယ်တကယ်လို့ခုချိန်မှာရမို့လိုမျိုးဖြစ်ပြပေါ့နော်အများကြီးပဲရှိရဆိုရင်မသိတယ်ကိုဝင်ပြတ်ကျသွားတယ်ခလေးလေးနောက်တစ်ယောက်ရောက်ဖို့ပြန် try နေတယ်ဆိုတဲ့အခါကျရင်အဲ့ဒီကြားထဲမှာကုသိုလ်ကောင်းမှုပို့တာလုပ်ပါ
ပို့ပြီးတော့လုပ်ပါအဲ့လိုကောင်းမှုမရှိလို့ခလေးပြတ်ကြသွားတာမဟုတ်ဘူးเนาะဆိုတော့ကျွန်မအလားလေးကို clarify လုပ်ရှင်တချို့ကြတော့ဒီလိုပြတ်ကြရဲဆိုတဲ့အခါကျရင်လေအာမနာရှာမကြိုးပေါ့เนาะအာမနာတဲ့မော်ကုသိုလ်ကောင်းမှုပို့လို့ဆိုပြီးတော့ဟိုအကုသိုလ်များလို့ပဲဖြစ်တယ်လို့လူတွေကပြောကြတယ်ကျွန်မပြောချင်တယ်ရှုထောင့်ကကြအဲ့လိုမဟုတ်ဘူးအကုသိုလ်များလို့ဆိုတာထက်ပို့ပြီးတော့ကိုရှီကိုဒီလိုလာတော့မဲ့ခလေးလေးတောင်ရှိနေသေးရပဲဒါကိုကပြောမှဆိုကို blessing ကရောက်လာတော့မှာ so do not give up what you're seeking is seeking you ကိုရှာနေတဲ့အရာကကိုရှာနေတာဆိုတော့အဲ့ကြားထဲမှာကျမတို့ပို့ပြီးတော့သီလလုံစေခြင်းနဲ့နော်သူတို့ရှိပါသီလဥပုပ်သီလပြန်ဆောင်လို့ရရင်ဆောင်ပါပြီးရင်ကျမတို့တရားလူလုပ်ပါတရားဓမ္မတွေတရားပွဲတွေမှာလူလုပ်ပါဒီတရားလူလုပ်တယ်ဆိုတဲ့အခါမှာဒီတရားလူကိုလာတဲ့ယောဂီတွေကိုကျွေးတာပဲဖြစ်ဖြစ်ကျမတို့ဒီတရားလူပေးတဲ့ဘုန်းကြီးတွေကိုဆရာတော်တွေကိုကျမတို့စွန့်ကတ်တာပဲဖြစ်ဖြစ်ဒါမျိုးလေးတွေလုပ်ဖို့ကျမတို့ recommend ပေးတယ်ကိုဝင်ပြတ်ကြပြီးတော့အဲ့တလကျော်အတွင်းမှာတော့တော်တော်လေးတော့ကိုကစိတ်ထိကြိုက်တယ်ပေါ့နော်ဒီမဟိုတနေ့ live မှာလည်းပြောခဲ့တယ်ကိုဘွားမှာအကြီးမားဆုံး transition တွေမလာခင်မှာ there's some pain အဲ့ဒီ pain ကနာကျင်မှုဆိုတာထက်အဲ့ဒီနာကျင်မှုရဲ့နောက်ကျရင်စွမ်းအားဖြစ်သွားတာ pain တွေက power ဖြစ်သွားတာကလေးလေးတယောက်ကိုကိုကယူဖို့ပြင်နေတယ်ဆိုတဲ့ခါကျရင်အကုန်ပြင်ဆင်ပေါ့ကျမတို့အရေးကြီးတာလူလောကကြီးမှာနေတဲ့အတွက်ကြောင့်မို့ financially ရေးကြီးတယ်နော်အဲ့ဒါကိုမအခုလောလောဆယ်ဒီကလေးကို provide လုပ်နိုင်လားကျမတို့ဒါ realistic တက်ကြကျမပြောပြတာဒီကလေးအတွက်အချိန်ပေးနိုင်လားဒီကလေးကို attentive ဖြစ်နိုင်လားဒီကလေးကိုစောင့်ရှောက်နိုင်လားဒီကလေးအတွက် present ဖြစ်နိုင်လားအဲ့တော့ကျမအခုချိန်မှာအရင်တော့လိုမျိုးခရီးတွေကောက်ကတ်ထွက်ပြီးတော့ spontaneous ဖြစ်လို့မရဘူးအခုချိန်မှာကလေးလေးကနှစ်လသားလေးပဲဖြစ်သေးတယ်အဲ့တော့ကျမအလိုချဆိုတာထက်ကျမရဲ့ lifestyle ဆိုတာထက်ဒီကလေးလေးရဲ့ lifestyle ကိုငါဘယ်လိုမျိုး present ဖြစ်လို့ရမလဲသူ့အပေါ်မှာငါဘယ်လိုပို့ပြီးတော့ attention ထားလို့ရမလဲအဲ့ဒီ position ကိုအဲ့ဒါတော့ကျမ adjust လုပ်နေတယ်ဒါပေမဲ့ကံကောင်းတာတစ်ခုကဘာလဲဆိုတော့ကျမအလုပ်တဲ့ business ကလည်းကျမတို့ digital လေးသွားတဲ့အတွက်ကြောင့် online ပဲဖြစ်တဲ့အတွက်ကြောင့်မို့ at least I can talk to you I have a community I am so grateful ဒီလောက the best job in the world so remember babies are such blessing ကိုမခလေးရှိတယ်ဆိုတဲ့ခါကျရင်လေ please do not take it for granted နောက်ကိုမမိသားစုရှိတဲ့ကလေးရှိရဆိုတဲ့ခါကျရင်လေဒါကိုလွယ်လွယ်ကူကူနဲ့အလွယ်သုံးစားမလုပ်ပါနဲ့။ဘာကြောင့်လဲဆိုတော့အဲ့ဒီကိုမှရှိတဲ့ဘဝကိုလူတော်တော်များများကလိုချင်ပေမဲ့လည်းမရနိုင်သေးတဲ့အတွက်ကြောင့်မို့အဲ့တော့ကိုချစ်တဲ့ကလေးလေးရှိရဆိုတဲ့ခါကျရင် your career is not your identity ကျမတို့ရဲ့ career ပြောကြရပေါ့နော်အဲ့ဒီ career ကကျမရဲ့ identity အစစ်မဟုတ်ဘူးကျမတို့မှာ identity တွေအများကြီးရှိတယ်အဲ့တော့ကျမရဲ့identity က career မှာဖြစ်ခဲ့ဆိုအခုကျမရဲ့ identity က mother identity ဖြစ်နေတယ်ကလေးတွေငယ်တဲ့အချိန်မှာအထူးသဖြင့်ဒီကလေး1 2 3ပေါ့နော်အသက်တစ်နှစ်ကနေ3နှစ်ကအရန်ကိုအရေးကြီးပါတယ်အဲ့ဒီအချိန်မှာသူတို့ကို full attention သူတို့ကို present ဖြစ်ဖို့အရန်ကိုအရေးကြီးတယ်နော်ကလေးလိုချင်တဲ့သူတွေဒီထဲမှာရှိရဆိုတဲ့ခါကျရင်လေ I'm sending you baby dust ကလေးလေးတွေအများကြီးရလာပါစေ blessing တွေအများကြီးရလာပါစေရေပုံနဲ့ယင်းနှီးကျွမ်းမှုရှိတာမကြသေးဘူးရေမုံကို follow လုပ်တာလည်းမကြသေးဘူးပြီးတော့ကိုကအခုလောလောဆယ်အချိန်မှာ new mom ရေမုံလိုပဲအမေအသစ်တယောက်လည်းဖြစ်တယ် new born လေးတယောက်ကိုလည်းခုမှမွေးထားဆိုတဲ့အခါကျရင်ရေမုံခု community လေးတစ်ခုဖန်တီးဖို့ပြင်ဆင်နေတယ်အထူးသဖြင့် preconception ကလေးမယူခင်မှာကလေးယူဖို့အတွက်ပြင်နေတဲ့သူတွေကိုဝင်ရှိနေတဲ့သူတွေကလေးမွေးဖွားဖို့အတွက်ရိုးရိုးမွေးရမလားပွဲမွေးရမလားဟာဘယ်နေ့မှဒီကလေးရဲ့ဇာတာကိုယူရမှာလဲရက်ယူရမှာလဲဒါတွေခုချိန်မှာတွေးနေတဲ့သူတွေပြီးတော့ post partum journey ကလေးမွေးပြီးတော့ဆိုတဲ့အခါမှာဘယ်လို support တွေလိုချင်တဲ့သူတွေအကုန်လုံးအတွက်ကိုကျွန်မ community လေးဖန်တီးထားဖို့ပြင်ဆင်နေတယ်ဒီ community က affordable ဖြစ်တဲ့ community ပါအားလုံး join နိုင်အောင်လဲကျွန်မက affordable ဖြစ်တဲ့ price လေးနဲ့လုပ်ပေးဖို့စီစဉ်နေတယ်အဲ့တော့ကိုကဒီဟာအတွက်ကို ready ဖြစ်တယ်ဒီ community လေးကို join ကျင်နေဆိုတဲ့အခါကျရင်လေဒီ video ရဲ့ comment မှာ spirit baby ဆိုပြီးတော့ရေးခဲ့ပါခုလောလောဆယ်ကြည့်နေတဲ့အမေအသစ်တွေနဲ့မေမေတွေနဲ့ရမုံ connect လုပ်ချင်တဲ့အတွက်ကြောင့်မို့ community အသစ်လေးတစ်ခုနော်category လေးတစ်ခုရမုံဖန်တီးထားတဲ့အတွက်ကြောင့်မို့အဲ့ဒီ community ထဲမှာအားလုံးနဲ့မေမေတွေနဲ့ hopefully ပြန်တွေ့ကြတယ်။မီနိုစိတ်ဝင်စားရဆိုတဲ့အခါကျရင် spirit baby ဆိုပြီးတော့ဒီ video အောက်မှာ comment လေးထားခဲ့ပါနော်။